အားလုံးပဲမင်္ဂလာပါဆောင်းလက်စကီမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကဲဗျဒါလေးကတော့အင်ဂျင်ပါဝါ150 GRC 3ဝင်းမိုဘိုင်းလေးကိုကျွန်တော်မန်းလေးမြို့တွင်အသိမျိုးနဲ့ကျွန်တော်တွားရောက်ပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်ဗျပုံမှန်တန်းလေးပဲကျွန်တော်ဒီကောင်လေးကိုနှချောင်းနောက်အပြည့်လေးတွားပေးထားတယ်ကျွန်တော်အောက်ကဟင်းလိုင်းထူလေးလေးကျွန်တော်သုံးပေးထားပါတယ်ဗျဘောလုံးလေးတွေမှာစကျွန်တော်တေချာခိုင်ခိုင်မာလေးတက်ဆင်ပေးထားတယ်အောက်ဘက်မှာဆိုလို့ရှိရင်ကျွန်တော်အပူကန်ထရက်လေးလည်းပါမယ်တန်းစိတ်လေးလည်းဖြစ်သွားမယ်ဗျလေတာမိုးလေးနဲ့လုံးဝလှည့်ကြည့်ကြမလို့လောက်အောင်ကောင်းပါတယ်ကာစနာမှာချစ်ကိုရဲ့ကျွန်တော်စိတ်တိုင်းကြလေးအနံထားတာကျွန်တော်စီမှာပါရှေ့လှလေးတွေမှာစလိုချင်တယ်ဆိုလို့ကျွန်တော်ရှေ့လှလေးတွေကိုလည်းကျွန်တော်ပတ်လေးကျွန်တော်တေချာလေးထည့်ပေးထားတယ်ရှေ့ဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဗတ်မှန်ခိုင်းထိုင်နေဗတ်မှန်လေးတွေလည်းအလွယ်တကူတက်လို့ရအောင်လည်းကျွန်တော်တခါတည်းတက်ဆင်ပေးထားပါတယ်ဗျစတီးပိုင်းနဲ့လေတာပိုင်းကိုတနေရာထဲမှာလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဇုံနဲ့စတီးကိုလာခဲ့ပါလို့ကျွန်တော်ဘက်ကဖိမှန်တက်ကဖြည့်ဝတ်ပါတယ်ပစ္စည်းလေးနိုင်ငံပြည့်လဲမှုကြောင့်ဈေးနှုန်းလေးလည်းနိုင်ငံပြောင်းလဲမှုရှိပါတယ်ခင်ဗျဒါကြောင့်မို့လို့ချေရတဲ့ customer များအနေနဲ့ကျွန်တော်ဒီမှာဝယ်ယူချင်တာဖြစ်ဖြစ်ဈေးနှုန်းလေးတွေသိချင်တာဖြစ်ကျွန်တော်နောက်ဘက်မှာ sign name လေးလည်းထည့်ပေးထားပါတယ်ရှေ့ဘက်မှာဖုန်းနံပါတ်လေးလည်းပါပါတယ်ဗျဖုန်းနံပါတ်လေးကိုဆက်ပြီးတော့ဆက်သွယ်ဆောင်စမ်းမေးမြန်းနိုင်ပါတယ်ဗျချေရတဲ့ customer များစိတ်တိုင်းကြဖို့အများအားအဆင်ပြေဖို့ကျွန်တော်တို့ဘက်ကလည်းအများအားအဆင်ပြေအောင်ဆောင်ရွက်ပေးနေပါတယ်ဗျအခုလိုမျိုးယုံကြည်မှုနဲ့ဝေးရနေတခုတည်းကအားပေးသွားတဲ့ customer ချစ်ကိုယူလေကျွန်တော်ဘက်ကနေထူပင်ကျေးဇူးတင်ပါတယ်ခင်ဗျ